ကျမရဲ့နာမည်ကစောပါသမိုင်းစာမျက်နှာတွေပေါ်မှာတော့ကျမကိုမိဖုရားစောဒါမှမဟုတ်ပုပ္ပါးစောရဟန်မိဖုရားလို့သိကြမှာပေါ့ကျမရဲ့ဘဝအစကဖမ်းထားတဲ့နန်းတော်တိုက်အိမ်ကြီးထဲမှာမဟုတ်ခဲ့ပါဘူးပုပ္ပါးတောင်ကြီးကပုံတူတဲ့မြေနီလန်းတွေပေါ်မှာမြေပူကျဲကျဲအောက်မှာဟင်းသီးဟင်းရွက်တွေစိုက်ပျိုးရတဲ့ဥယျာဉ်စိုက်သမားရဲ့သမီးလေးတစ်ယောက်အဖြစ်စတင်ခဲ့တာပါနေတိုင်းကျမရဲ့လက်တွေဟာမြေကြီးနဲ့မကင်းခဲ့ဘူးပင်တွေကိုရေလောင်းရင်းအသီးနှံတွေကိုရောင်းဖို့ပြင်ဆင်ရင်းနဲ့ပဲကျမရဲ့ငယ်ဘဝကိုကုန်ဆုံးခဲ့ရတာပါဘဝကဆင်းရဲပါတယ်ဒါပေမဲ့ကျမကိုယ့်ကိုယ်ကိုဘယ်တော့မှနှိမ့်ကြတယ်လို့မသတ်မှတ်ခဲ့ဘူးကျမမှာယုံကြည်ချက်တစ်ခုရှိတယ်အဲ့ဒါကရုပ်ရည်ဆိုတာခုနတာဖြစ်ပေမဲ့အသိပညာနဲ့မျှော်မြင်ဆိုတာဘဝအတွက်ယတနာဆိုတာပဲကျမဟာဥယျာဉ်ထဲမှာအလုပ်လုပ်နေပေမဲ့မျက်စိနဲ့နားကိုတော့အမြဲဖွင့်ထားခဲ့တယ်။နန်းတွင်းကလာတဲ့လူတွေခရီးသွားတွေပြောသမျှကိုနားထောင်ရင်းတိုင်းပြည်အခြေအနေနဲ့လူတို့ရဲ့စိတ်နေစိတ်ထားကိုလေ့လာခဲ့။ဒီမှာတော့ကျမရဲ့ဘဝကိုပြောင်းလဲစေမဲ့အလှည့်အပြောင်းရောက်လာခဲ့ပါတယ်။ပကံပြည်ရဲ့အရှင်သခင်စောရဟန်မင်းကြီးပုပ္ပါးတောင်ကိုတက်လာတဲ့အချိန်ပေါ်ကျမရဲ့ရုပ်ရည်ကသူ့ကိုဆွဲဆောင်နိုင်ခဲ့တာမှန်ပေမဲ့ကျမကိုမိဖုရားခေါင်ကြီးနေရာအထိပို့ဆောင်ပေးခဲ့တာကတော့ကျမရဲ့နှုတ်မှုစွမ်းရည်နဲ့ဉာဏ်ပညာပါပဲကျမမင်းကြီးနဲ့စကားပြောတဲ့အခါတာမန်ရွာသူတယောက်ကိုကြောက်ရွံ့တုန်လှုပ်မနေခဲ့ဘူးတည်တည်ငြိမ်ငြိမ်နဲ့လိမ္မာပါးနဲ့စွာတုံ့ပြန်ခဲ့တယ်အဲ့ဒီအချိန်ကစပြီးမြေကြီးပေါ်ကဥယျာဉ်စိုက်သမီးဘဝကနေရွှေနန်းထက်ကမိဖုရားကြီးဘဝကိုကျမရောက်ရှိခဲ့ပါတယ်ဒါပေမဲ့နန်းတော်ထဲရောက်တာနဲ့အရာရာပြီးဆုံးသွားတာမဟုတ်ပါဘူး။နန်းတွင်းဆိုတာပြိုင်ဆိုင်မှုတွေအန္တရာယ်တွေနဲ့ပြည့်နေတဲ့နေရာမှာဆင်းရဲတဲ့မျိုးရိုးကလာတဲ့ကျမကိုနှိမ်ချခြင်းတဲ့သူတွေအများကြီးရှိခဲ့တယ်။ကျမဘာလုပ်ခဲ့တယ်လဲသိလား။ကျမဟာဒေါသနဲ့မတုံ့ပြန်ခဲ့ဘူး။စိတ်ရှည်မှုအမျှော်မြင်ရှိမှုတွေနဲ့ပဲလူတိုင်းခံရတဲ့မျိုးသမီးဖြစ်အောင်ကြိုးစားခဲ့တယ်။ကျမဟာဘယင်ကိုအကြံပေးနိုင်တဲ့အထိဝိသုဒကျွယ်ဝအောင်လေ့လာတယ်။တိုင်းသူပြည်သားတွေရဲ့ခက်ခဲကိုသိရဲ့အတွက်သူတို့အတွက်ကိုချင်းစာပေးနိုင်တဲ့မိဖုရားဖြစ်အောင်နေထိုင်တယ်။အဲ့ဒီလိုနဲ့ပဲကျမဟာတာမန်မိဖုရားတူအစင်းကနေဘီရင်ကိုယ်တိုင်တိုင်ပင်ရတဲ့တပီလုံးကလေးစားရတဲ့မိဖုရားစောဖြစ်လာခဲ့ပါတယ်။ကျမရဲ့ဘဝကသင်ခန်းစာပေးနေတာတစ်ခုပဲရှိပါတယ်။သင်ဘယ်ကလာသလဲဆိုတာအရေးမကြီးပါဘူး။သင်မှာထက်မြက်တဲ့ဉာဏ်ပညာနဲ့အိမ်မာတဲ့စိတ်သက်ရှိရင်မြေကြီးကနေကောင်းကင်အထိတက်လှမ်းနိုင်နေဆိုတာကျမရဲ့ဘဝကသက်သေပါပဲကျမဟာဉာဏ်သမိုင်းမှာဩဇာကြီးမားတဲ့မျိုးသမီးမျိုးဆက်တွေရဲ့အဆောက်အဦလည်းဖြစ်ခဲ့လာတယ်ကျမရဲ့သမိုင်းကြောင်းဟာရုန်းကန်ခဲ့ရသူတွေအတွက်ခွန်အားတစ်ခုဖြစ်နေဦးမှာပါ